မိတ်ဆွေ traders များအားလုံးမင်္ဂလာပါ Top Trader မြန်မာ channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်မက Ren ပါခုဗီဒီယိုကတော့ဒီနှစ်ရဲ့နောက်ဆုံးဗီဒီယိုဖြစ်တယ်လို့နှစ်ဟောင်းကိုနှုတ်ဆက်တဲ့ podcast အစီအစဉ်ဖြစ်ပါတယ်နှစ်သက်ကိုကြိုဆိုတယ်လို့နှစ်ဟောင်းကိုလည်းပြည့်ပြည့်စုံစွာနှုတ်ဆက်ဖို့လိုပါတယ်ဒါမှကျွန်မတို့နှစ်သက်အတွက်စိတ်ကုန်အားပြေဝစွာစိတ်ရှင်လင်းစွာရှောက်လန်းသွားနိုင်မှာဖြစ်ပါတယ်နှစ်သက်ကူတိုင်းဟာပြောင်းလဲတစ်ခုအတွက်ပြန်လည်နှိုးထားရှင်သန်ဖို့အတွက်ခွင့်ရကောင်းတစ်ခုဖြစ်ပါတယ်အခုကတော့ခရစ်နှစ်သက်ပေါ့နော်နောက်နှစ်သက်တွေလာအောင်မှာဖြစ်ပါတယ်တရုတ်နှစ်သက်ကူမြန်မာတကြံစတဲ့ပြင်ပေါ့နော်2020နှစ်ဟာမိတ်ဆွေတို့အတွက်ဘယ်လိုရှိခဲ့သလဲကျွန်မတို့ကတော့ roller coaster စီးခဲ့ရတယ်လို့ပဲစိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေအများကြီးကိုဖြတ်ကျော်ခဲ့ရပါတယ်ကျွန်မရေးပိုင်းရောငွေကြေးစီမံခန့်ခွဲမှုပိုင်းရောပေါ့နော်ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင်ဘာတွေအောင်မြင်ခဲ့တယ်လဲဆိုတော့ဒီနှစ်မှာ social media အသုံးမပြုဘဲနေနိုင်ခြင်းဖြစ်ပါတယ်သုံးတာပေါ့နော်ခါတိုင်းလိုမျိုးနေ့တိုင်းသုံးစရာမလိုတော့ဘူးမိတ်ဆွေမိသားစုဆက်တွဲဖို့နဲ့အလုပ်ကိစ္စအတွက်ကလွယ်လို့ပေါ့နော်အချိန်အသက်ပဲလို့တေချာတပေါ်ပေါက်ခဲ့တယ်ကိုအသက်ကြီးတဲ့ရွယ်တဲ့ရောက်လာတာကိုလက်ခံနိုင်တာဖြစ်ပါတယ်ဒါကြောင့်မပြတ်မသားကိစ္စတွေအကျိုးမရှိတဲ့ကိစ္စတွေအတွက်အချိန်ပေးခြင်းကနေအတက်နိုင်ဆုံးစပြီးဖြတ်တောက်ပစ်ခဲ့ပါတယ်တချို့လုပ်တွေမျောလင့်ထားတဲ့အတိုင်းအောင်မြင်ခဲ့သလိုတချို့ကိစ္စတွေလည်းမျောလင့်ထားသလိုမအောင်မြင်တာလည်းရှိပါတယ်တချို့လုပ်တွေကလည်းအလုံးမဖြစ်ဘူးလွတ်ချလိုက်ရတာတွေလည်းရှိပါတယ် trade အတွက်ကတော့ဒီနှစ်တန်းမှာကျွန်မလုပ်ချင်တဲ့အမြတ်အစပန်းတိုင်မရောက်သေးပါဘူးနောက်နှစ်မှာရောက်ဖို့ရည်မှန်းထားပါတယ်2020ကိုဘလို့ပဲဖြတ်တန်းခဲ့ပါစေကျမတို့အားလုံးလွတ်ချတဲ့နာတွေလွတ်ချတော့မှာဖြစ်ပါတယ်လေးလာတင်ယူစရာတိုးတက်အောင်လှုံ့ဆော်ရမယ့်အရာတွေတမိုးရှိတဲ့အရာတွေကိုဆက်လက်တည်ဆောင်ပြီးစိတ်ခွန်အားပြည့်နဲ့နှစ်သက်ကိုကြိုးစားရတော့မှာဖြစ်ပါတယ်ဒီတော့ကျမတို့စိတ်ခွန်အားပြေဝစွာ powerfully ဆက်သွားနိုင်ဖို့ဘာလို့အပ်တယ်လဲဆိုတော့နှစ်ဟောင်းကိုပြည့်ပြည့်စုံစွာနှုတ်ဆက်ခဲ့ရမှာဖြစ်ပါတယ်ပြည့်ပြည့်စုံတယ်ဆိုတာနောက်ဆန်တင်စရာမရှိရှင်းရှင်းလင်းလင်းနဲ့ complete ဖြစ်တာကိုဆိုလိုပါတယ်မိတ်ဆွေ traders များအနေနဲ့ trade မဟုတ်တခြားဘဝကဏ္ဍတွေမှာအလုံးမဖြစ်ခဲ့တာတွေမျောလင့်တဲ့အတိုင်းဖြစ်မလာတာတွေအတွက်ကိုအပြစ်တင်တာများရှိနေသလားကိုမကြင်မနှက်ဖြစ်နေတာတွေပေါ့နော်အနေများတော့ကူစီရှိကြမှာပါကိုရှင်းလင်းအောင်ပြန်ပြီးစကားပြောဖို့သုံးသပ်ဖြေရှင်းဖို့လိုပါတယ်ဘာတွေပဲဖြစ်ခဲ့ရှာလက်တစ်ခုနဲ့ပြီးသွားခဲ့ပြီးပြန်ပြီးသုံးသပ်ရင်တော့အကြောင်းတရားကကိုပဲဖြစ်ပါတယ်အဓိကတရားခါကိုပါပဲဒါအပြစ်တင်ခြင်းမဟုတ်ပါဘူးကိုလှုပ်ထားတဲ့ဟာတွေအတွက်ရှာခိုင်နှုံးပြပြန်ပြီးတာဝန်ယူခြင်းကိုဆိုလိုတာဖြစ်ပါတယ်ဒါကြောင့်ကိုဖြစ်ချင်တာတွေဖြစ်ဖို့တာဝန်ယူနိုင်တဲ့သူဟာကိုပဲဖြစ်တယ်အတူပေါ်မှာမမူတည်ဘူးကို့မှာပဲမူတည်တယ်မိမိကိုတာဝန်ယူမှုဟာမိမိကိုပြစ်မတင်ပဲမိမိရဲ့အားနည်းချက်တွေကိုရှိတိုင်းမြင်နိုင်ခြင်းဖြစ်တယ်လက်ခံခြင်းဖြစ်တယ်မိမိရဲ့အားသာချက်ကိုလည်းတေချာသိမြင်နိုင်ခြင်းဖြစ်ပါတယ်မိမိရဲ့အားနည်းချက်ကိုသိပြီးသွားရင်လက်တွေ့ပြုပြင်ဖို့ကြိုးစားမှာဖြစ်ပါတယ်ကိုယ့်ရဲ့အားသာချက်တွေကိုလည်းပိုပြီးတိုးတက်အောင်လှုံ့ဆော်ရမယ်တချို့အားနည်းချက်တွေကတိုက်ဆိုင်ပြုပြင်လို့မရပေမဲ့တွေ့ဝိုက်ပြီးပြုပြင်နိုင်ပါတယ်ဥပမာကိုယ့်ရဲ့အားနည်းချက်ကအရှုံးရဲ့ stop loss လုပ်လို့မရဘူးဆိုပါစို့ဘာလို့မရတာလဲဆိုတာအရင်သုံးသပ်ရမှာဖြစ်ပါတယ်ကိုကအရန်နေတဲ့ပိုက်ဆံနဲ့စာမီလို့ order တိုင်းကိုမျှော်လင့်ချက်များစွာနဲ့ trade တော့ပိုက်ဆံကိုဦးစားပေးလွန်းတာဖြစ်နေတော့ရှုံးတဲ့ကမရနိုင်ပဲပြန်ရအောင်ကြိုးစားရှုနေသလားကောင်းတဲ့အမိုက်တွေအရန်များနေတဲ့အတွက် trade တဲ့အခါအာရုံကောင်းမစိုက်နိုင်တာလားအမိုက်တွေဆိုတာကအကျိုးမရှိတဲ့ information ဖြစ်ပါတယ်ဒီတော့ trade တဲ့အခါအာရုံကောင်းမစိုက်နိုင်ဘူးပေါ့နော်စကတည်းကစီကံပိုင်းလုံးဝမရတူဖြစ်နေလားငါကောင်းတအားပူတတ်တဲ့သူလားစသဖြင့်ပေါ့နော်ပိုက်ဆံနဲ့ပတ်သက်တဲ့စိတ်ပိုင်းဆိုင်ရာအတားအဆီးရှိနေလားတချို့အတွက်ပိုက်ဆံကအင်မတန်ရှားခတ်တယ်ဆိုတဲ့ definition အမှတ်တညာရှိတယ်ပေါ့နော်ဒီတော့ဘာပဲလုပ်ခက်ခဲနဲ့ရတဲ့ပိုက်ဆံကိုမှလက်ခံတတ်တယ်လွယ်နဲ့ရလာတဲ့ပိုက်ဆံကမမြဲတတ်ဘူးလွယ်နဲ့ရတဲ့ဆိုတာကတမအာစီဝါပါပဲနော်ခါတလေကိုအားနဲ့ချက်ကကိုငယ်တုန်းကရင်ဆိုင်ခဲ့ရတဲ့စိတ်တိုင်ရတစ်ခုကနေအခြေခံလာလဲဖြစ်တတ်ပါတယ်ဥပမာကိုအားနဲ့ချက်ကအရန်ကြောက်တတ်တယ်ဆုံးရှုံးရမှာအရန်ကြောက်တယ် failure ကိုအရန်ကြောက်တယ်ပေါ့နော် risk ယူရမှာအရန်ကြောက်တယ်သူများလိုတော့အရန်အောင်မြင်ခြင်းနဲ့ဖြစ်ခြင်းနဲ့ကိုယုံကြည်မှုမရှိဘူးဆိုရင်ကိုရဲ့ self esteem ကိုပြန်မြင့်တင်ရမှာဖြစ်ပါတယ်ပုံမှန်အားဖြင့်ကြောက်တယ်ဆိုတာကကိုကြောက်တဲ့အကြောင်းအရာကိုကောင်းကောင်းမသိသေးလို့အသိပညာဘုဒ္ဓတာမရှိသေးလို့ဖြစ်ပါတယ်ဒီထက်နည်းနည်းလေးနဲ့သွားမယ်ဆိုရင်တော့စိတ်တရားကြောင့်ဖြစ်နိုင်ပါတယ်ဥပမာကိုငယ်တုန်းကကြီးပြင်းလာခဲ့ရတဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းကြောင့်ကိုကြောက်တတ်တဲ့သူဖြစ်တတ်စေပါတယ်ဥပမာလူကြီးတွေကကိုအရန်ချက်တဲ့အစိုးရလွန်ပြီးတော့အရန် Q စိုက်တယ်ပေါ့နော် risk ပြီးယူတဲ့နာမယူစေခဲ့ဘူးနီးမှလမ်းမအမပေးခဲ့ဘူးဆိုပါစို့တေချာမလုံတော့ငါမျက်နှာပြောင်းမလုံနဲ့မဟုတ်တာလုံကတော့
ဟိုဘက်အင်ရဲ့သားသမီးကတော့ပြန်ဘလို့တော်တယ်ဘလို့ဆင်ရောင်နေပြီးစသဖြင့်သူများနဲ့နိုင်ရှင်တက်ပြီးတော့သူတို့နီလန်အတိုင်းထိန်ချုပ်တာခံရရင် self esteem ကျဆင်းသွားစေပါတယ်ဘတော်မကိုရဲ့ကောင်းကွက်ကိုချီကျူးလေးစားမခံရဘူးပြစ်တင်ဖို့ပဲစောင်းနေတယ်ဆိုပါစို့ဒီတော့ကိုကဘာလုံးရှင်တထိတ်ထိတ်နဲ့ပြောမခံရအောင်ပြစ်တင်ခံရအောင်ပဲလုပ်တော့တယ်ခါလေကိုဘာလှုပ်ချင်မှန်းတော့မသိတော့ဘူးကိုရဲ့အာသာချက်လည်းမသိတော့ဘူးအပြောခံရလုံးရှိနေတဲ့ကိုရဲ့အရေးချင်းတွေတောင်တိမ်မြုပ်သွားတယ် risk လုံးဝမယူရတော့ဘူး comfort zone မှာပဲ easy နေချင်တယ်တကယ်တမ်းအိမ်တရားနဲ့အိမ်ပြင်ထွက်သည့်ထီတန် risk ယူရတာကြီးပဲနော်တေချာမှလုံးမယ်ဆိုပြောပေမဲ့ဘယ်မှာ 100% တေချာတာမရှိဘူးဘာကိစ္စပဲဖြစ်ဖြစ်အတိညာပညာတတိရှင်ပြီးတော့ပဲအားလုံးကိုတေချာအောင်လုပ်သွားတာကြီးပါပဲကိစ္စတစ်ခုအတွက်အသိပညာမလုံလောက်သေးဘူးမကျွမ်းကျင်သေးဘူးဆိုရင်လမ်းမှာကြရှုံးမှု failure ရှိရမထူးဆန်းပါဘူးဘယ်သူမှလည်းကိစ္စတိုင်းကိုအမြဲတမ်းနားလိုက်တဘောပေါက်နေမှာမဟုတ်ပါဘူးအဲ့ဒီအတွက်မျက်နှာပြက်စရာမဟုတ်တယ်လို့ရှက်စရာလည်းမဟုတ်ပါဘူးတခါကြရှုံးတာတတ်စာမဟုတ်ပါဘူးလူတိုင်းမှာကိုယ်စီအရေးချင်းတွေရှိတယ်ထွက်မလာသေးတဲ့အရေးချင်းတွေအများကြီးရှိတယ်ကညာဝိရိယဆိုတယ်လို့အထက်ခါခါကြိုးစားနေရင်နောက်ဆုံးမရနိုင်စရာမအောင်မြင်နိုင်စရာအကြောင်းမရှိပါဘူးကိုကြိုးစားလုပ်နေတဲ့အရာဟာမအောင်မြင်သေးဘူးဆိုရင်ကိုမေခွန်းထုတ်ကြည့်ပါကိုအဆုံးစွန်တီကြိုးစားခဲ့ပြီးပြီလားနီလန်းပြီးဆုံးသွားပြီလားသူများတော့လုံနေတာငါဘာလို့မလုံနိုင်ရမှာလဲငါကဘာလို့နေတာလဲတေချာသုံးသပ်ကြည့်ပါကောင်းဆုံးဖြစ်တစ်ခုကအမြဲတမ်းဆောင်နေပါတယ်ကိုကစိတ်ကိုဖွင့်ပြီးတော့လေးလာတင်ဖို့ပဲလိုပါတယ်ဒီတော့ဘယ်လိုဆက်လုပ်မလဲ technique သင်တန်းတက်မလားစိတ်ပိုင်းဆိုင်ရာတူတက်မှုသင်တန်းတက်မလားကျိုးရှိတဲ့စာမများဖတ်မယ်ကိုယ့်ရဲ့စိတ်ကို block လုပ်နေတဲ့ဟာတွေကဘာတွေလဲတခါလေစိတ်ကို block လုပ်နေတဲ့အရာတွေကိုကုစားလို့ရသွားတာနဲ့ဒိုမီနိုလိုပဲကျန်တဲ့ကိစ္စတွေလည်းအလိုလိုနေရင်လွယ်ကူအဆင်ပြေဖို့တကားပွင့်တော့တယ်လို့ဖြစ်သွားတတ်ပါတယ်ပိုက်ဆံစင်နဲ့စာဖို့အရန်ကြောင်းနေတယ်ဆိုရင် technique ပိုင်အောင်များများလေ့လာမယ် demo နဲ့များများလေ့ကျင့်မယ်စီကန်းတိုင်းရှာအောင်လုပ်မယ်စီကန်းလုံးဝမကောင်းဘူးဆိုရင်စီကန်းပိုင်းကိုရှာအောင်ပြန်တည်ဆောက်မယ် money plan ပြောင်းကြည့်မယ် order စနစ်နဲ့ထပ်တူကြည့်မယ်စသဖြင့်ပေါ့နော်ဒါတွေဟာကိုမေခွန်းထုတ်ပြီးတော့သုံးသပ်ဖြေရှင်းရမှာဖြစ်ပါတယ်ကားရဲနဲ့အဖြစ်မရဘူးဆိုရင်မိမိကိုအကောင်းဆုံးဆက်တွယ်နိုင်တဲ့နည်းလမ်းတစ်ခုကတော့တရားထိုင်ခြင်းဖြစ်ပါတယ်ဒါမှမဟုတ်စိတ်ငြိမ်တဲ့နေရာတစ်ခုမှာပြစ္ဆုတ်ပန်နဲ့ဘာမှမစင်စားပဲနေခြင်းခရီးထွက်ခြင်းအနားယူခြင်းစသဖြင့်လုပ်နိုင်ပါတယ်မိတ်ဆွေ trader အနေနဲ့ဒီနှစ်ထဲမှာအစိုးဆုံးလုပ်မိတဲ့ trade အမှားကပါလဲဥပမာဒေါ်လာ1000 2000 3000ရှုံးပြီး clear portfolio အကောင့်ပြတ်သွားတယ်ဆိုပါစို့ finally it doesn't matter ဘာမှမဖြစ်ဘူးနော်ပိုက်ဆံကတနည်းနည်းနဲ့ပြန်ရှာလို့ရတယ်အရေးကြီးတာကကိုပါကိုလေ့လာသင်ယူလိုက်ရတဲ့လေကိုပါသင်ခန်းစာရှာလိုက်တယ်လေဆိုတာကပိုအရေးကြီးပါတယ်ဒီနာကျင်မှုတွေကိုရှေ့ဆက်သွားဖို့မှတ်ထားပါနောက်ဆုတ်ဖို့မဟုတ်ဘူးနော်ကောင်းဆုံးရလဒ်တစ်ခုအတွက်ဖိုးခအမြဲတမ်းပေးရပါတယ်ချိန်မဟုတ်ရင်ပိုက်ဆံပါချိန်ဟာပိုက်ဆံလို့လည်းပြောလို့ရပါတယ်ဒီသင်ခန်းစာအတွက်တစ်ချိန်မှာဒေါ်လာ3000ရဲ့အစပေါင်းများစွာပြန်ရနိုင်ပါတယ်ဆက်တိုက်ရှုံးလို့စိတ်တက်ကြနေသလား graph ကြည့်ရမှာကြောက်ပြီးလေလွင့်နေသလားစိတ်တက်ကြစရာမလိုဘူးလေလွင့်နေရင်လည်းကိုလေလွင့်ချိန်ပေးပြီးပြန်လာပါလေလွင့်တယ်ဆိုတာက graph 1ကြည့်ချင်တော့ပဲနဲ့မ trade တော့ဘောနော်ဘာလို့မှမသိဘူးတစ်လ3လ6ဖြတ်သွားတာကိုခေါ်ပါတယ်ကျမအနေနဲ့လေလွင့်ချိန်တွေရှိခဲ့ပါတယ်အချိန်ပေါင်း1000ပေါင်းများစွာရှုံးခဲ့တယ်တစ်ချိန်မှာတစ်ရက်အတွင်းအမြတ်1000 2000ရာခိုင်နှုန်းအထိပြန်ရနိုင်ခဲ့တယ်အခုချိန်ကရောက်လာမှဖြစ်ပါတယ်ဒီတော့ကိုခွင်လွန်ရမယ်အပြစ်တင်စရာမလိုဘူးရှေ့ဆက်ဘလို့တိုးတက်အောင်လုပ်ဖို့တာဝန်ယူဖို့ပဲလိုတယ်အခုချိန်ထိရှင်သန်လာနိုင်တဲ့ကိုချီကျူးလေးစားလိုက်ပါခက်ခဲပေါင်းများစွာကိုဖြတ်တန်းလာနိုင်တဲ့တဲတော်တဲ့ငါပါလာလို့ပေါ့နော်နှစ်ဟောင်းကမကောင်းတော့အဆင်မပြေတာဘာတွေပဲဖြစ်ခဲ့လွတ်ချမယ်အနားယူမယ်နှစ်သက်ကူမှာကောင်းအနားယူလိုက်ပါပြီးရင်ရှေ့ဆက်သွားမယ်ပြန်လဲရှင်သန်နှိုးထားမယ်မိတ်ဆွေတို့အနေနဲ့နောက်နှစ်အတွက် trading plan trading season ချဖို့ဘယ်လိုစဉ်းစားထားသလဲနောက်ဗီဒီယိုမှာဆက်လက်ဝင်များသွားမှာဖြစ်ပါတယ်နှစ်သက်ကိုကြိုဆိုရင်အားလုံးကိုကျေးဇူးတင်ပါတယ်